different Thailand နဲ့မှာငါ့ကိုထိုင်းနိုင်ငံလာမင်းနေငါလိန်လိုက်အောင်လဲနိုးလို့ Last time I visited Bangkok တဲ့ I was impressed it was beautiful I might go visit again တဲ့ဟိုအားတဲ့ငါနောက်ဆုံးတစ်ခေါက်ငါ Bangkok ကိုသွားခဲ့တော့အားတဲ့ငါတော်တော်အံ့ဩပါပါတယ်တဲ့တော်တော်လေးလည်းလှတယ်တဲ့ငါနောက်တစ်ခေါက်ထပ်သွားမယ်ဟမ်ဘာလို့ Bangkok တော့ဟဲ့ဒီကောင်ငါနေရမျိုးကတိနေရလားHey Hey ဒီမှာ bro cool kid bro like ငါ့ကြောင်းပါဆိုငါ bully ငါတို့ bully မဲ့ကောင်နေလူငါတို့လိုကောင်နေမြင်တာနဲ့ငါတို့ကောင်နေဆွဲထိုးတာခံရမဲ့ကောင်နေကိုဝါဒုကေကားပြောပါအောင်ကို cool kid ဟဲ့မဟုတ်ဟဲ့လူ like ငါတို့လေဟဲ့မင်းတို့ကောင်နေဘာဖြစ်လဲညာဖြစ်လဲဆိုငါတို့ထထိုးမဲ့ကောင်နေကောင်နေအမေမေးလာရအောင်ကိုတို့ဝါဒုကေကပြောလားအရန်ကူးတယ် bro အရန်ကူးတယ် dancing under the moonlight ကပြောလား please ကိုရန်အားပေးပါ we go upstairs bro လူမင်းနဲ့ငါကတ်လိုက်ပြတ်သွားတယ်နည်းခတ်ခေါ်ကနေ7ရေကွာနေ7ရေကွာနေ bro covid-19 မင်းနဲ့ကိုမကတ်ချင် covid-19 bro အော်ငါ shift နဲ့ပြေးလို့ရပဲတင်းလို့ shift နဲ့ပြေးလို့ရမှာမသိကြ alright oh that's a shotty over there wait hold on that's a shotty no hey what's up shotty I feel like he's a child bro Oh, that ass? Oh, fuck. Alright, man. Alright, man. Yo, Odex, what's up? Alright. Please open the door and take a seat. Okay, တကားကိုဖွင့်ပြီးရောတဲ့တကားကိုဖွင့်ပြီးထိုင်ကိုယူလိုက်ပါတယ် take a seat ပြီးတော့give me down alright yo where the fuck is your ထိုင်လိုက်ပြီရောဟာ Dell တဲ့Alright ငါရဲ့ကွန်ပျူတာကြီးကတစ်လေဟဲ့ Windows 11 Windows 11 ရော Yo that is Windows 11 Yeah ပြန်လိုက် Windows Alright hold on Yeah I see trick Oh shit again Windows 11 what fuck Alright Oh Login PS နဲ့ PC နဲ့ချိုးရရင် Fortnite What What said I'm in Hong Kong ဘာမင်းဟောင်ကောင်ငါတော့ Thailand နဲ့ငါ့ကိုပြောရမှန်တယ်ငါ့ကိုပြော Thailand နဲ့မင်း VPN ဟဲ့ဒီ game ရအောင်အလကားပြောသွား Louis ပါရင် Louis က VPN ကြော်တော့ဟောင်ကောင်ရောက်နေပြောနေဟဲ့နေတားရီ Louis ကတကယ်တော့မြန်မာမို့ကဟောင်ကောင်ကမီးပြတ်နေတာတားရီတို့မှတ်ထားကြ Start sorry တဲ့ငါရက်လိုက်တော့နော်ဟောင်ကောင်ကမီးပြတ်နေတာကွာတားရီတို့ရဲ့တိလားချက်တယောက်ကောင်တိကြလားဟောင်ကောင်ကမီးပြတ်နေတာ Alright hello what's up okay I'm a yes no I'm a yes survey လိုက်ပြီ Alright ဝယ်ရမစာပေးမနေနဲ့ငါအခုမှစာပေးနေတာငါလည်းဝင်သွားထားရတော့စာပေးစတော့မလားငါ yes နေရမယ်နော် okay ငါ yes နေပြီလား Alright ဟောင်ကောင်ကောင်လေးဒီ to accommodate you with river is okay ငါတို့ဟိုတဲ့ဟိုမင်းဟိုတဲ့မေကွန်းပုံစံနမူနာပြမယ်တဲ့ Do you like to read books အေးငါ့ကိုလည်းမေးနေyes what yes no မင်းစာဖတ်ကြိုက်လား yes အဖွားကြီးစာဖတ်ဖိုးကြီးထိုင်ကြီး yes အဖွားကြီးစာဖတ်ဖိုးကြီးထိုင်ကြီး You enjoy watching movie no ခဏလေးဘာမနိုင်နဲ့ခဏလေးမဟုတ်လေမင်းနဲ့ကလည်း yes and no အတူတူနှိမ့်မယ်လေခဏနေအောင်လေငါလည်းစောင်း Okay ငါ yes okay အဲ့ဒါမင်းက sorry ဟဲ့မင်းဟိုအဖွားကြီးစာဖတ်ဖိုးကြီးထိုင်ကြီးပေါ့အေးအဖွားကြီးစာဖတ်တာလေအဖွားကြီးစာဖတ်ကြိုက်တယ် grandma is reading and grandpa is watching အဖွားကြီးစာဖတ်ဖိုးကြီးထိုင်ကြီး yeah right အဖွားကြီးစာဖတ်ဖိုးကြီးထိုင်ကြီး Do you enjoy watching movie ရုပ်ရှင်ကြီးကကြိုက်လား yes ပေါ့နော်ကြိုက်တာပေါ့တိတ်ကြိုက်တာပေါ့မှန်တိတ်ကြိုက်တာ Do you have a pet ရှိရဲငါမှာခွေးလေးရှိရဲyeah ခွေးနှကောင်ရှိမော်လေ my pet လေး you လေး Louis Are you having a nice day No ငါတော့တမန်နဲ့ကောက်ပြောလား no Louis yeah Why is that I hope my class will make you feel better but okay တဲ့ you seem မင်းရဲ့နေတနေ့မကောင်းတာဘာလို့လဲတဲ့ You seem to have a ဟဲ့ငါဘာသာပြန်အင်္ဂလိပ်လိုမဖတ်နဲ့ငါအင်္ဂလိပ်လိုဘာမှမမြန်နိုင်ငါ I don't want to pull out the joke bro ခဏငါပြောပြမယ်မင်းနေမခဏငါဘာသာပြန်မိတော့မယ်မင်းဒီငါအဲ့လိုမင်းနေဒီတာရန်နေတွေဖြတ်တန်းနေရလားဆိုမဖြတ်တန်းနေရအောင်ဆိုတော့ဘာလို့လဲငါအတန်းနဲ့တက်လိုက်မယ်ဆိုရင်တော့မင်းတက်တာအောင်မယ်လို့ထင်ပါတယ်တဲ့အဲ့လိုပြောသွားတာဆိုတော့ငါ့ကိုဆက်မေးပြီ
So are you over 13 years old Over 13 years old Yes Yes what Yo Odex what's up Is your name ငါလုံးမမေပဲ Is your name Barry X Yes အမှန်ပဲဟဲ့ဒီကောင်းနဲ့ကောင်းအာတိပြီကွာဟိုပါ Is your name Barry X ဆိုတာငါနောက်ဆုံးတော့တိပြီလို့တိလား ဟေး Is your name Barry X ဆိုတာငါနောက်ဆုံးတော့တိပြီဟိုကဘာလဲငါအရင်တော့ကြောက်နေတာပြီးကြတော့မေးပြီးမြဘယ်ဟုတ်မလဲသူတို့ကဟိုယူမေးငါတို့ user name ကိုယူပြီးမေးနေရတယ်ဒီကောင်တွေက ငါနာမည် are you မေပဲ Alright အားကြ အမြင်ပြ Yeah yes ပေါ့နော် yes ပေါ့နော်ငါနာမည်ပေါ့နော်ဟုတ်တယ်နော်ဟုတ်တယ်နော် ငါနိုးလို့ရေးလိုက်တယ် မင်းနိုးလို့ရအဲ့ခဏငါလည်းနိုးလို့ရလာခဏတော့ Alright Are you playing on a computer မင်းကွန်ပျူတာမှာဆော့နေရလား yes ပေါ့no နိုးလို့ပြလိုက်ဟဲ့နိုးလို့ပြလိုက်ဟဲ့ Fuck ငါ yes ဆိုရေးလိုက် အော်ဖြည့်ပြရလား okay ပြ So we can set that now that Okay okay တဲ့ငါတို့ရဲ့ငါငင်းစီရတဲ့ရားသလောက်တဲ့အချက်လက်တွေငါစုဆောင်းပြီးသွားပြီအဲ့တော့ငါတို့ရဲ့ဒီစစ်ဆေးမှုကိုစတင်လို့ရပြီရဲ့ Have you ever been late to class တဲ့ဟိုမင်းအတန်အမြဲနောက်ကြဘူးလား yes အမြဲနောက်ကြတာနောက်ကြဘူးလားဟိုအမြဲနောက်ကြတာအမြဲနောက်ကြ Fine is normal to be sometime late အေးမင်း translate that's fine နဲ့ရပါတယ်တဲ့is no ဟိုတခါလီနောက်ကြတာတော့တာမန်ပါပဲမဟုတ်ဘူးငါတို့အမြဲနောက်ကြတခါလီမဟုတ် ever နောက်ကြတာငါတို့ကအဲ့လိုအတန်ကလေပထမအပေါက်နဲ့ဒုတိယအပေါက်ဆိုအဲ့လိုအရှိပေါက်နောက်ပေါက်နှစ်ပေါက်ရှိရလေအဲ့ဒါဆိုငါတို့အနောက်ပေါက်ကနေတိတ်လေးခိုးဝင်ပြီးနောက်ဆုံးခုံမှာလုံးဝကတ်တိုးလေးဝင်ထိုင်တာလူအုံးနဲ့ရောပြီးအဲ့ဒါငါတို့ပဲအဲ့လိုခုံထဲနေရှိရင်ငါတို့အကြောင်းတွေမှာသိရမလားအဲ့ဒါဆိုငါတို့အဲ့လိုအပေါက်ကလာပြီးအဲ့လိုနောက်ပေါက်ကဆရာအရှိမှာစာပြနေငါတို့ရောက်တဲ့အချိန်ဆိုငါတို့နိုင်ငံတော်ချင်းတွေပါလဲဆိုပြီးသွားရင်ငါတို့လာတဲ့အချိန်ဆောင်းဘလောက်တော့နောက်ကြလဲဆိုနိုင်ငံတော်ချင်းမှာဆိုပြီးသွားရင်အမငါစာရွာကတင်နေအမငါတို့နောက်ကနေအဲ့လိုခုံထဲနဲ့ကွယ်တိုးလေးကတ်တိုးလေးပြီးကြတော့နောက်ဆုံးကခုံအောင်ဝင်ထိုင်တော့ဆရာမြင်တာပါဟဲ့အောင်ညီကောင်းစောမင်းဘာဖြစ်နေညာဖြစ်နေဆိုရင်ဟဲ့အောင်ညီကောင်းစောမင်းခိုးဝင်တာငါမြင်နေပါပဲညာဖြစ်နေပေါ့ဘူးပေါ့လို့ပေါ်တာပဲပေါ့ Oh well အဲ့ဒါတော့ကျွန်တော်ရဲ့ဒါကြောင်းလစ်တဲ့ story ပါဟုတ်ပါဘူးကြောင်းတော့ကြတဲ့ story ပါ Okay bro မင်းအိမ်သာလုပ်ဖို့တဲ့အမြဲတမ်းမေးတတ်လားတဲ့ yes ever မေးတယ်ဘယ်တော့မှမလုပ်မေးတာမဟုတ်မလုပ်တာတမင်မလုပ်တာနော် Did your teacher get mad at you yes အမြဲတမ်းပဲမင်းဆရာမင်းစိတ်ဆိုးလားတဲ့ share စိတ်ဆိုးတယ် share စိတ်ဆိုးတယ်အမြဲတမ်းပဲ Have you ever cheated on a test yes အမှန်ပဲစာမွေးမှာခိုးချဘူးလား share ခိုးချတာကျွန်တော်တို့ကစာကိုမကြက်တာဘေးကောင်ကခိုးချ share ကိုခိုးချ Your teacher caught you cheating and no ဆရာမမင်းခိုးချတာဆရာမစီကလူမီဘူးလားမမီဘူးစောက်ရမ်းကျွမ်းတာငါတို့အဲ့လိုမျိုးပါတအားကျွမ်းတာအဲ့တော့အထူး special အဲ့လိုနေရာမှာ Are you planning to attend ဟိုအထက်တန်းပြီးရင်တက္ကသိုလ်ဆက်တက်ဖို့ရှိတာ yes ပေါ့နော် yes ပေါ့အထက်တန်းပြီးရင်တက္ကသိုလ် That's really good ရန်ကောင်းတယ်အမှန်ပဲ I know ဘလို့ ရန်ကောင်းတယ် I know Have you ever gotten lost trying to find a classroom နဲ့အတန်းရှာဖို့ကြိုးစားနေမပြောက်ဘူးလား no ငါတို့အတန်းရပြူးနေတာပဲမမြင်ကြမှာအဆုံး Alright Have you ever been embarrassed to present a presentation မင်းအတန်းရှိထွက်ပြီးရောတဲ့မင်းစကားပြောဖို့မင်းကြောက်ခဲ့ဘူးလားတဲ့ no ငါငယ်လေးရှက်ကြောပြက် so no ငါအခု stream မှာမွန်းစားကြီးညက်တယ်ဆိုတော့မင်းတို့သိလိုက်တော့ငါကြောက်လားမကြောက်လားဆိုတာငါ no Louis what about you Louis မိပြောဟာတင်တယ် Louis အဲ့ငါဟာဆက်ဆိုတာပေါ့no မရှက်ဘူး Have you ever မိပြတော့လား အေးငါလည်းပြောမိပြတော့လားလို့မိပြောဟာ မိ တင် ပြ ပါ တာတော့သူ့အကြောင်းဖြစ်နိုင်တယ် မိုဘိုင်းနဲ့ဟိုမှာပါ UBS ဆိုချိန်မနဲ့ထိုးလိုက်ပိတ်သွားတယ်နော် မစိုးအဲ့လည်းဖြစ်နိုင်တာပဲ အေးလေအဲ့ပြောလေဒါမှမဟုတ် PC ပလက်ကိုချိန်မနဲ့ကောက်ချလိုက်တာဆိုတော့မစွင်းကျင်တော့ အဲ့လည်းဖြစ်နိုင်တာပဲ Yeah gangster Have you ever skipped the class without permission နဲ့မင်းအတန်းမပါပဲနဲ့မင်းအတန်းနေလစ်ဖူးလားတဲ့ငါကြောင်းတော့မလစ်ဘူးငါကြောင်းတော့မလစ်ဘူးကြောင်းတော့မလစ်ဘူး so no ကြောင်းတော့မလစ်ဘူး so no Have you ever had the tension အပြစ်ပေးခံရဘူးလား yes ever ရိုက်ခံရငါ့ခြေလုံးတွေစုပ်ပြတ်တက်နေရပဲ Have you ever gotten into a fight with someone အကြောင်းမှရန်ဖြစ်ဘူးလား yes of course အကြောင်းမှရန်ဖြစ်ဘူးပဲကောရှိတော့ let's be real Do you think that the person you got into a fight will seek revenge မင်းနဲ့ရန်ဖြစ်ခဲ့တဲ့ကောင်အားတဲ့ကလစားပြင်ချင်မယ်မင်းထင်လားတဲ့မထင်ဘူးဒီတိုင်းကြောင်းမှာပဲငငယ်လေးတော့ဖြစ်ခဲ့တာဆိုတော့ငါကြီးမတော့ရန်မဖြစ်ဘူးကြီးမတော့ I play the pussy character ငါဒီကြောင်းမှာငါ့ကိုအဲ့လိုလာစပါညာဆိုရင်တော့ငါအဲ့လိုစောက်ကြောက်လိုပဲနေရ
အဲ့လိုငါဘာဘယ်သူအဲ့လိုငါ့ကိုရန်လာစားရဆိုရင်တော့မှအဲ့လိုဒီတိုင်းပဲငါကြောက်ပြလိုက်တာ so no ကြီးမရန်ဖြစ်တဲ့သူတွေတော့ပဲငါ့ကိုလက်စားပြန်ရှိတော့ငငယ်လေးတော့ရန်ဖြစ်တဲ့သူကတော့ဒီတိုင်းပဲမိတော့မိနေတော့ပါ to be honest so no you are wrong မှားတယ်တဲ့ okay ဘာမှားဟာမမေတဲ့တော့ကွာ yo what the fuck ဘာတိုင်းလဲတဲ့ did you hear that မကြားရလား yes of course ကြားရပေါ့အကျယ်ကြီးပဲHere's what happened I heard a screaming in the restroom the restroom is the left after you leave the class okay မင်းဘာဖြစ်သွားလဲဆိုတာမင်းသွားကြည့်တဲ့နေတဲ့ဟိုတဲ့အတန်းအိမ်နာတွေကလာတာတဲ့မင်းရဲ့ဟိုမှာတဲ့မင်းရဲ့ဘယ်ဘက်မှာတဲ့